အားလုံးမင်္ဂလာပါအခုဒီစီကတော့ဒီတမမရှိကိုရှင်ဆရာစိတ်တရှိဖြစ်တဲ့စံတော်ရှင်ကလေးအောင်စိတ်တို့ရရှိနေတာဖြစ်ပါတယ်ဒီစိတ်ရဲ့လမ်းအခုတစားလမ်းလေးရနေပြီးလမ်းလျှောက်ပြီးတော့ပြတောက်ပြီးတော့မှာကဒီခုဆိုရှင်ဒီတစားမှာဆိုရှင်ပုတ်တော်ဝင်ဖြစ်စီရောနေဆေးရပချင်နေထားတာတွေ့ရမှာဖြစ်ပါတယ်ဒီဆန်လို့ရှင်ကလေးအောင်စိတ်ရဆိုလို့ရှိရင်တော့ဒဝဲကနေပြီး48မိုင်ခန့်ကွာဒီဒဝဲရှိကားလမ်းမှာရှိတဲ့ကလေးအောင်ရွာရှိတယ်ကလေးအောင်ရွာရဲ့အနောက်ဘက်ဒဝဲမြစ်ကမ်းဘေးမှာတရှိတဲ့တစုဖြစ်ပါတယ်သစ္စာဖျားရဲ့ဆန်တော်ဌာပနာထားတဲ့ဒီစောက်စီရဆိုလို့ရှိရင်တော့ဒီရှင်ကိုရှင်တမိုင်းဝင်ဖျားကိုစုထဲမှာရှိရဲ့တောင်ပေါ်မှာတည်ထားတဲ့ဖျားစီသုံးစုတဲ့တစုဖြစ်ပါတယ်2019ခုနှစ်က Tracy ကိုပေါ်တော့ပထမအဆုံးရောက်ခဲ့အဲ့တော့ဆိုလို့ရှိရင်ဒီတောင်ပေါ်ကနေပြီးတော့အလှပေါ့နော်ဟိုနေဝင်ချိန်ဒီရှုခင်းတွေကိုမြင်နေရအောင်ရှင်တက်ရှုခင်းဖြစ်သွားတယ်အခုဒီတစ်ခါ2019ခုနှစ်မှာလည်းဒီဗီဒီယိုပြန်ရောက်လာတယ်ဒီဖျားပြောလဲဖူးတွေ့ခွင့်ရတဲ့အတွက်အင်မတန်မှဝမ်းသာချင်လို့ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်အခု Tracy ရောဒီကလေးရဆန္ဒရှင်စိန်တို့ကြီးကိုလည်းဖူးတွေ့ပြီးသားပြီဒီစိန်တို့ကြီးရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဒီကလေးရရဲ့မြို့ရဲ့အလှကိုလည်းဖြည့်ပြီးသားပြီမမညွန့်ရဲ့တောင်တန်းတွေဆက်ရောက်ရှုခင်းတွေကိုလည်းခန်းစားပြီးသားပြီဆိုလို့ရှိရင်တော့နောက်ထပ်ពេលတကူကြီးပြောင်းသွားပြီးလေ့လာမျိုးဆိုတာကိုစာမျိုးဖြစ်နေကြအောင်နော်တတာကဲအခုသူစွန်းနောက်ထပ်ရောက်ရှိနေတဲ့နေရာကတော့တဝဲမြို့သမိုင်းဝင်ရှင်ကိုရှင်ရောဖျားရောက်ရှိနေတာဖြစ်ပါတယ်ဒီရှင်ရောဖျားဆိုလို့ရှိရင်တဝဲမြို့ပိန်းတဲ့တော်ရက်ဒီရွှေချောင်းဝင်းတွင်မှာတည်ရှိတဲ့ဖျားတစ်စုဖြစ်ပါတယ်ဒီဖျားဆိုလို့ရှိရင်ရွှေတောင်စာမင်းကနန်းတော်နဲ့ဒီပိုင်းနဲ့တည်ခဲ့တဲ့အတွက်နန်းဦးစီလို့လည်းခေါ်လို့ရှိပါတယ်ဒီရှင်အောဖျားကိုစပြီးရောက်ရှိတဲ့အခါမှာဒီစီပထမဆုံးသတိထားမိတာကဒီတိန်ပေါ့နော်တိန်တော်ရဲ့ဘိုးမှာရှိငှက်ကြီးဝင်မှုနှစ်ကောင်သတိထားမိပါတယ်သူတို့ကအစကတော့ပေါ့နော်အယုတ်လိုပုံစံမျိုးငြိမ်သက်နေပုံစံမျိုးဒါအယုတ်လားလို့စဉ်းစားနေပဲနောက်ပိုင်းတော့ဟိုအတောင်တွေဖြတ်လာတော့ဆက်ခေါက်လောက်တာတွေ့တဲ့ခါကျတော့ဒါအစ်စ်မှန်တိလာပေါ့နော်ထူးခြားချက်မှာတစ်ခါမှဒီလိုမျိုးဖျားရဲ့ဒီတိန်တော်ရဲ့ခေါင်းမှာလိုမျိုးငှက်နားတယ်မမြင်ဘူးတဲ့အတွက်ထူးခြားတဲ့ခြေတစ်ခုလို့ပြောလို့ရပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ဒီရှင်ဝါဖျားကိုသွားပြီးတော့ဖူးမယ်ရှင်ဝါဖျားမှာရှိရဲပတ်ဝန်းကျင်ကိုလည်းပါလိလာကြည့်လိုက်အောင်နော်
ဒီရှင်ရောစေဒီမှာဆိုလို့ရှိရင်တော့တခြားဖျားပရိဝင်နဲ့မတူဘဲနဲ့တစ်တော်လေးလိုမျိုးဖြစ်နေတာအရင်ထူးခြားရလို့ပြောရမှာပေါ့နော်ဒီတစ်ပင်လေးရှိရယ်ဖုန်ချောင်းရှိရယ်သူကမြို့ထဲမှာတည်ထားတဲ့ဖျားဖြစ်တော်ညာလဲပဲဒီတစ်ပင်လေးအုပ်အုပ်ဆိုင်ဆိုင်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့တောကြောင်းလေးလိုမျိုးအေးချမ်းတဲ့ခန်းစားချက်ကိုရရှိပါတယ်တစရခုစားဆိုလို့ရှိရင်ဒီချင်းဝါဖျားရဲ့မဟာအောင်မျိုးသားချင်းမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ဒီမဟာအောင်မျိုးမှာပေါ့နော်စူတောင်းနေတဲ့ပုံလိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုဒီရှင်ဟောကမဟာအောင်မြင်မှာလဲဆူတောင်းမိတာပြီဆိုလို့ရှိရင်တော့ဒီမင်္ဂလာမောင်းတော်ကိုတည်ကြည့်မယ်နော်ဒါဆိုလို့ရှိရင်ဒီသမိုင်းဝင်ရှင်ကိုရှင်ဩဝါစေတီတော်ကျိုးလဲဖူးတွေ့ပြီးသားပြီဒီတော်ရဲ့တဝိုင်းမှာရှိတဲ့ဒီထူးခြားတဲ့အောင်မြင်နဲ့မောင်းတော်လဲတည်ကြည့်ပြီးသားပြီဆိုလို့ရှိရင်တော့နောက်ထပ်ဘယ်လိုဖျားရသွားမလဲဆိုတာကိုစောင့်ကြည့်လိုက်ကြအောင်နော်ပြီးတော့ပြန်တော့မယ်တတား